ဟိုးအရင်ကတည်းကအဲ့ဒီရွာနာကမြေကမ်းမိမှာခေါင်းပြတ်ဘီလူးတကောင်ရှိတယ်ဆိုတဲ့တဲ့ကအယမ်းနာမည်ကြီးကဘယ်သူမှဆိုအဲ့ဒီမြစ်နားသွားရင်ခေါင်းပြတ်ပြီးအသေးပဲပြန်တွေ့ရတတ်တယ်လို့ပြောကြတယ်လူတွေကတော့ကြောက်လန့်ပြီးဒနာရီလို့ပဲထင်နေကြတာပေါ့ဒါပေမဲ့တနေ့မှာတော့နာဂဆိုတဲ့ကောင်မလေးတယောက်မြစ်နားမှာပျောက်သွားပြီးသူ့ရဲ့ဖက်နှလေးပဲကြံခဲ့တဲ့အခါမှာတော့ရွာတရွာလုံးတုံးလို့ကုန်ကြတော့တာပေါ့ရွာလူကြီးနဲ့နာဂရဲ့အဖေကတော့ဒါဟာဘလူးဖမ်းသွားတာမယ်လို့ယုံကြည်ပြီးလက်လျှော့ထားကြပြီးမဲ့နာဂရဲ့အတော်ဒေါ်မုန်းကတော့မယုံဘူးဗျာဒါကြောင့်မြို့ကနမဲကြီးစုံတော့ခင်းကိုအကူညီတောင်းပြီးအမှန်တရားကိုလိုက်စစ်ခိုက်တော့တာပေါ့မတင်ကားစရာအစအနာများစုံတော့ခင်းရောက်လာပြီးစုံစမ်းကြည့်လေအခါထူးဆန်းတာတွေတစ်ခုပြီးတစ်ခုတွေ့လာရတယ်နာဂရဲ့အခန်းထဲမှာသူ့ညက်မဆိုင်နဲ့ပန်းအိုးခွဲဆက်တွေတွေ့ရတယ်နာဂပြောက်မသွားခင်ရက်တာတခိုးတယောက်အိမ်ထဲဝင်လာလို့နာဂနဲ့လုံတွေးတက်ပုတ်ဖူးတယ်ဆိုတာသိလိုက်ရတယ်နောက်ပြီးမြေကမ်းပြီးမှလူကိုမိုးဝေမိန်မော့စီရဲ့အစစ်အဆန်လေးတွေကိုတွေ့ခဲ့ရပြန်ရောပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကနာဂဟာရွာလူကြီးရဲ့သမီးဖြစ်သူတူရက်နဲ့စိတ်ဆက်ထားတဲ့တက်ဆိုတဲ့လူငယ်လေးနဲ့ခိုးဆောင်နေကြတာကြာဒါတင်မကသေးဘူးနာဂမှာကိုဝန်တော်ရှိနေပြီဆိုတာသိလိုက်ရတဲ့အခါမှာတော့ဒီအမှုဟာတရဲတစိတ်အလုံးမဟုတ်ပဲလူတွေရဲ့ပတ်ရှုမှုတွေဆိုတာစုံတော့ခင်ရီးမိသွားတာပေါ့လူပတ်သမားကဘသူလေစုံတော့ခင်လိုက်စစ်ကြီးတော့တရက်ခံဖြစ်နိုင်တဲ့သူတွေကအများကြီးပဲဗျာပထမတစ်ယောက်ကတော့တူရက်ပဲသူကနာဂနဲ့တက်တို့ဖောက်ပြန်နေတာကိုသိသွားပြီးတောထဲမှာနာဂနဲ့ရန်ဖြစ်ရင်နာဂကိုတွန်းချလိုက်တာနာဂခေါင်းနဲ့ကြောက်ဆောင်နဲ့ရိုက်မိပြီးတေးပြီးအမတ်နဲ့သူထွက်ပြေးခဲ့တာပါဒုတိယတစ်ယောက်ကတော့ရွာလူကြီးကတော့ဝီဟောင်ပေါ့သူကနာဂရဲ့အဖေနဲ့ဖောက်ပြန်နေတဲ့သူဆိုတော့နာဂကဒါကိုသိသွားမှကြောက်နေတာဒါကြောင့်တခိုးတန်ကိုပတ်စံပေးပြီးနာဂကိုတတ်ခိုင်နေတာဒါပေမဲ့တကယ်အလဲပေါင်းကအဲ့ဒီမှာမပြီးသေးဘူးဗျာအဲ့ဒီတခိုးကနာဂကိုမတတ်ဖဲနဲ့ဝီဟောင်စီကနေငွေညစ်ဖို့အသက်နာဂကိုတိတ်တိတ်လေးဖမ်းဆီးချူနှောင်ထားခဲ့တာပါနောက်ဆုံးမှာတော့စုံတော့ခင်းကအချိန်မီကဲထုတ်နိုင်ခဲ့ပြီးလူရုပ်မာတွေကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ကြက်တင်းထားဆိုတာစက်သိန်းအမှုကတော့ပြီးသွားပြီပေါ့။ဒါပေမဲ့စုံတော့ခင်းရဲ့စိတ်ထဲမှာတခုခုတော့လွဲနေတယ်လို့ခံစားနေတော့မယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်လေးဒီရွာကိုရောက်နေတော့ခေါင်းပြက်ဘလူးကြီးကိုခဏမြင်နေရလို့ပဲ။နောက်ဆုံးမှာတော့ကြောက်စရာကောင်းတဲ့အမှန်တရားကြီးပေါ်လာပါတော့တယ်။အဲ့ဒါကတော့ရွာကပယောဂစရာရှာမန်းရဲ့လက်ချက်ပြ။သူကရွာသားတွေကိုဘလူးရန်ကကာကွယ်ပြီးမယ်ဆိုပြီးတိုက်ကျွေးနေတဲ့ဆေးရည်တွေဟာတကယ်တော့အာယုံခြောက်ခြားစေတဲ့ဆေးရည်တွေဖြစ်နေတာ။စုံတော့ကင်းလေအဲ့ဒီဆေးတွေမိနေခဲ့တာပေါ့။ဒီပယောဂဆရာဟာလွန်ခဲ့တဲ့အနှစ်30ရွာသားတွေမတရားဆွတ်ပွဲပြီးခေါင်းဖြတ်တက်ခဲ့တဲ့မိသားစုတွေကတူးတရီတို့အသက်ရှင်ကြံနေတဲ့သူဖြစ်နေခဲ့တာပါ။သူကရွာသားတွေကိုစိတ်တိုက်အာယုံတွေခြောက်ချအောင်လုပ်ပြီးခေါင်းဖြတ်ဘလူးဒနာတွေကိုအသုံးပြုပြီးတယောက်ပြီးတယောက်လက်စားချီတက်ထွင်နေခဲ့တာပေါ့။စုံတော့ခင်းအမှန်တရားကိုသိသွားတဲ့အချိန်မှာတော့အဲ့ဒီလူသက်သမားပယောဂဆရာဟာအရေးအယောင်တော့မကြံအောင်လို့ပျောက်ကွယ်သွားခဲ့ပါပြီ။တကယ်တော့ကြောက်စရာကောင်းဆုံးဟာဘလူးတရဲတွေမဟုတ်ပေအာဃာတတရားတွေပြည်နေတဲ့လူပဲဆိုတာဒီဇလန်လိကတတ်တယ်ပြသွားပါတော့တယ်